င်္ဂလာပါမြန်မာဘောလုံးပြည်သက်တွေအတွက်ပြောစရာသတင်းကောင်းတစ်ခုထပ်လာပါပြီဒါကတော့2026ခုနှစ်ယူဆက်ခွန်အာရှဖလားအမျိုးသမီးဘောလုံးပြိုင်ပွဲပွဲစဉ်အုပ်စုပွဲစဉ်တွေကိုကျွန်တော်တို့လာမယ့်ဖေဖော်ဝါရီလ12ရက်နေ့ကျရင်မလေးရှားနိုင်ငံ AFC ရုံးချုပ်မှာအုပ်စုမဲခွဲပွဲတွေပြုလုပ်သွားမှာဖြစ်ပါတယ်2026ခုနှစ်ယူဆက်ခွန်အမျိုးသမီးအာရှဖလားဘောလုံးပြိုင်ပွဲရဲ့ပွဲစဉ်တွေကိုတော့တရုတ်နိုင်ငံကအင်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရပြီးတော့ကျွန်တော်တို့ဧပြီလ30ရက်နေ့ကနေပြီးတော့မေလ18ရက်နေ့ထိကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ပြောကြတဲ့ကောင်းကတော့ကျွန်တော်တို့ဒီပြိုင်ပွဲမှာယူဆက်ခွန်မြန်မာအမျိုးသမီးဘောလုံးအသင်းကဆီမီဖိုင်နယ်၄သင်းစင်းထိကိုတက်ရောက်နိုင်ခဲ့မယ်ဆိုလို့ရှိရင်2026ခုနှစ်မော်ရိုကိုနိုင်ငံမှာကျင်းပမယ်ယူဆက်ခွန်အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့ယူဆက်ခွန်မြန်မာအမျိုးသမီးဘောလုံးအသင်းဟာအာရှဖလားကို2ကြိမ်တိုင်ဝင်ခွင့်ရထားတာလည်းဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့တွေအာရှဖလားနေပြီးတော့ကမ္ဘာ့ဖလားတီရအောင်တက်လန်းနိုင်မလားဆိုတာကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီတော့ကြောင့်ကျွန်တော်တို့မြန်မာပြည်သက်တွေအနေနဲ့လည်းပြောကြတဲ့ကောင်းတွေဖြစ်တဲ့အတွက်ရှေ့ရစက်ညစ်စရာတွေထားပြီးတော့ဒီပြိုင်ပွဲတွေကိုစိတ်ရောကိုယ်နှိပ်ပြီးတော့အားပေးကြရအောင်ပေါ့နော်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဗျဘိုင်